ပင်တွေဟာအဓိကဥတီချက်နှစ်ခုနဲ့ကြီးထွားကြပါတယ်အလင်းရောင်စီဥတီတဲ့ phototropism နဲ့မြေကြီးတဲ့ကိုအောက်ဘက်ကိုဆင်းတဲ့ gravitropism တို့ပဲဖြစ်ပါတယ်အလင်းရောင်စီဥတီခြင်းကစွမ်းအင်ရရှိဖို့ဖြစ်ပြီးအောက်ဘက်ကိုဥတီခြင်းကတော့တည်ငြိမ်မှုနဲ့အာဟာရအတွက်ဖြစ်ပါတယ်ဒီများချေကအပင်ကိုရှင်သန်စေပြီးဖြစ်ထွန်းစေပါတယ်ဒီသဘောတရားကလူသားတွေရဲ့ကြီးထွားမှုမှာလည်းသက်ဆိုင်ပါတယ်ကျွန်တော်တို့မှာအပြင်ပန်းမြင်တာတဲ့ကြီးထွားမှုနဲ့အတွင်းပိုင်းဖုံးကွယ်ထားတဲ့တိုးတက်မှုနှစ်ခုစလုံးလိုအပ်ပါတယ်အပြင်ပန်းကြီးထွားမှုက phototropism နဲ့တူပါတယ်ဒါဟာတခြားသူတွေမြင်တွေ့နိုင်ပြီးဆက်ဆံနိုင်တဲ့ကျွန်တော်တို့ရဲ့လောကတွေကဖော်ပြချက်တွေဖြစ်ပါတယ်ကျွန်တော်တို့သင်ယူထားတာတွေကိုအသုံးချတာနဲ့အလုပ်လုပ်တာတွေပါဝင်ပါတယ်ဒါဟာကိုယ့်ရဲ့ဗဟုသုတတွေကိုတခြားသူတွေနဲ့မျှဝေတာသင်ကြားပေးတာနဲ့ကိုယ့်ရဲ့အတွင်းပိုင်းတန်ဖိုးတွေကိုနေ့စဉ်လှုပ်ဆောင်ချက်တွေလူမှုဆက်ဆံရေးတွေမှာလက်တွေ့ကျင့်သုံးတာတွေပဲဖြစ်ပါတယ်အပြင်ပန်းကြီးထွားမှုဆိုတာကြွားဝါဖို့တည်းမဟုတ်ပါဘူးဒါဟာကိုယ့်ရဲ့အတွင်းပိုင်းဉာဏ်ပညာကိုလက်တွေ့ကျင့်သုံးတာဖြစ်ပါတယ်ကျွန်တော်တို့အလုပ်လုပ်တဲ့အခါဒါမှမဟုတ်သင်ကြားတဲ့အခါကျွန်တော်တို့ရဲ့အတွင်းပိုင်းဗဟုသုတတွေကိုလက်တွေ့အဖြစ်ဖော်ဆောင်လိုက်တာပါပဲဒီလိုမြင်သာတဲ့ကြီးထွားမှုကကျွန်တော်တို့ကိုအကြံပြုချက်တွေရရှိစေတယ်ဆက်ဆံရေးတွေတိဆောက်ပေးတယ်နောက်ပြီးအပြောင်းအလဲတစ်ခုကိုဖန်တီးပေးနိုင်ပါတယ်အတွင်းပိုင်းကြီးထွားမှုကတော့ gravitropism နဲ့တူပါတယ်ဒါကတော့တိတ်ဆိတ်တဲ့အမြင့်တွယ်မှုဖြစ်ပြီးဗဟုသုတတွေဉာဏ်ပညာတွေနဲ့ဘဝသင်ခန်းစာတွေကိုစုဆောင်းတာပဲဖြစ်ပါတယ်ဒါဟာနက်နက်ရှိုင်းရှိုင်းပြန်လဲဆင်ခြင်ခြင်းနဲ့ကိုပြုပြင်ပြိုးထောင်ခြင်းကနေတဆင့်စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုစရိုက်လက္ခဏာနဲ့အတွင်းပိုင်းကြံ့ခိုင်မှုကိုတိဆောက်တာဖြစ်ပါတယ်ဒါပေမဲ့အတွင်းပိုင်းကြီးထွားမှုကတခုတည်းတီးကြမရှိနိုင်ပါဘူးအပြင်ပန်းလက်တွေ့ကျင့်သုံးမှုမရှိရင်ကျွန်တော်တို့အတွင်းမှာတိုးလောင်ထားတာတွေကစုပ်ယုပ်သွားနိုင်ဒါမှမဟုတ်မေ့ပျောက်သွားနိုင်ပါတယ်အလင်းရောင်မရတဲ့အပင်ဟာအမြင့်တွေတန်မာနေရင်တောင်အားနည်းသွားမှာဖြစ်ပါတယ်အတုံးမပြုတ်တဲ့ဗဟုသုတတွေကမှိန်သွားတတ်ပါတယ်ဖော်ပြခြင်းမရှိတဲ့ဉာဏ်ပညာကသူ့ရဲ့စွမ်းအားကိုဆုံးရှုံးစေပါတယ်အတွင်းပိုင်းကဘာကရှင်သန်တက်ကြွနေဖို့အတွက်ပြင်ပပတ်ဝန်းကျင်နဲ့ထိတွေ့မှုလိုအပ်ပါတယ်စစ်မှန်တဲ့ကြီးထွားမှုကမျှတစွာဖြစ်ပေါ်ပါတယ်နက်ရှိုင်းတဲ့အတွင်းအမြင့်တွေကကျွန်တော်တို့ရဲ့အပြင်ပန်းလှုပ်ဆောင်ချက်တွေကိုခွန်အားနဲ့စစ်မှန်မှုကိုပေးစွမ်းပြီးအပြင်ပန်းလက်တွေ့ကျင့်သုံးမှုကအတွင်းပိုင်းကဘာကိုစမ်းသစ်ပြီးစမ်းတက်ပေးနေပါတယ်တခုမရှိရင်နောက်တစ်ခုကမမျှတမှုကိုဖြစ်စေပါတယ်အပြင်ပန်းကြီးထွားမှုပဲရှိရင်အပေါ်ယံဆန်ပြီးမတည်ငြိမ်ပါဘူးအတွင်းပိုင်းကြီးထွားမှုပဲရှိနေရင်လည်းရပ်တန့်သွားနိုင်ဒါမှမဟုတ်မေ့ပျောက်သွားနိုင်ပါတယ်ဒီလမ်းကြောင်းနှစ်ခုစလုံးအတူတကွအလုပ်လုပ်တဲ့အခါကျွန်တော်တို့ဟာကြမ်းမာပြီးကြန့်ခိုင်တဲ့အပင်တပင်လိုဖြစ်လာပါလိမ့်မယ်နက်နက်ရှိုင်းရှိုင်းအမြင့်တွယ်ထားပြီးအလင်းရောင်စီယုံကြည်ချက်ရှိရှိလမ်းတက်ရင်ကျွန်တော်တို့ရဲ့အပီးအပွင့်တွေကိုကဘာကြီးနဲ့မျှဝေနိုင်မှာဖြစ်ပါတယ်